ဒီတေးသေးပို့ကိုလေးတွေနဲ့ပစ္စည်းလေးတွေနဲ့ဟိုကြားကြံလိုက်ဒီကြားကြံလိုက်ဟိုကြားထည့်ရမှာလားဒီကြားထည့်ရမှာလားမသိအဲ့လိုမျိုးတွေဖြစ်တယ်ဆိုတော့လူတွေအတွက်ကျမတို့လည်းခဏဖြစ်ခဲ့ပါတယ်အဲ့တော့ဒီဘယ်လိုမျိုးတင်လို့လွယ်လွယ်ကူကူလုံးလို့ရနိုင်မလဲဆိုတဲ့ tips လေးတွေချက်ပြပြပေးသွားပါမယ်ကျမရဲ့ experience ပေါ်မှာမူတည်ပြီးတော့ကျမလုပ်ခဲ့တဲ့နည်းလမ်းလေးတွေအတိုင်းပေါ့နော်အဲ့တော့ practice လုပ်တဲ့အခါတိုင်းမှာနှစ်ခါအများတန်းလုပ်ကြည့်ပါအကိစ္စတစ်ခုဆိုလို့ရှင်လေအဲ့တော့ဒီဥပမာဆိုလို့ရှင်ပြောရမယ်ဆိုလို့ရှင်ဒီမှာ I saw a dog ပထမတစ်ခါကိုတွေးတိုင်း article A နဲ့ N နဲ့ indefinite article ထည့်ပြီးတော့တွေးပြီးတော့ပြောကြည့်ပါဆိုလို့ရှင်ကိုကခွေးတစ်ကောင်ခွေးကိုမြင်လိုက်တယ်ခွေးတစ်ကောင်ကိုမြင်တယ်ဆိုလို့ရှင်ဥပမာပေါ့နော်ပထမတစ်ခါအနေနဲ့ I saw a dog ဆိုပြီးတော့ article ထည့်ပြီးတော့ပြောကြည့်ပါတကယ်လို့ကိုကကြက်ဥတစ်လုံးကိုစားလိုက်တယ်ဆိုလို့ရှင်เนาะကျမတို့ article ဘာထည့်မလဲ egg ဖြစ်တဲ့အတွက်ကြောင့်မလို့ n ပေါ့နော် I ate an egg ပေါ့နော်အဲ့လိုမျိုးပေါ့ကျမတို့ article ပထမတစ်ချိန်မှာ definite article ထည့်ပြီးတော့သုံးပြီးတော့ပြောကြည့်ပါဒုတိယတစ်ချိန်ပြောတဲ့အချိန်ကျရင်တော့ကျမတို့ definite article ထည့်ပြီးတော့စကားလုံးတစ်ခုစာကြောင်းတစ်ခုအကြောင်းအရာတစ်ခုကျမတို့ထပ်ပြီးတော့ပြောင်းပြီးစဉ်းစားကြည့်ပါအဲ့တော့အပေါ်မှာ I saw a dog ဆိုပြီးတော့ပြောထားတယ်ဆိုရင်အောက်မှာဆိုလို့ရှိရင် the ဆိုတဲ့ definite article ကျမတို့ဘယ်ချိန်မှာထည့်ရမလဲတိကျသေချာတဲ့အရာတွေမှာတိတိကျကျရည်ညွှန်းခြင်းတဲ့အခါမျိုးတွေမှာဥပမာ generalize လုပ်ချင်တဲ့အချိန်မှာဒီမှာတော့ကျမတို့တိတိကျကျရည်ညွှန်းတဲ့ပုံစံမျိုးနဲ့ကျမတို့ပြောကြည့်မယ် the dog was brown ဒီခွေးကအညိုရောင်ပေါ့နော်အပေါ်မှာ I saw a dog ခွေးတစ်ကောင်ကိုတွေ့တယ် the dog was brown ဒီခွေးကတော့အညိုရောင်ဆိုပြီးတော့တိတိကျကျရည်ညွှန်းတဲ့ပုံစံမျိုးနဲ့ကျမတို့လေ့ကျင့်ကြည့်ပါနောက်ထပ် tips တစ်ခုကကြတော့ကျမတို့မေးခွန်းမေးကြည့်ပါကိုပြန်မေးကြည့်ပါရှင့်အများရန်ကိုယ်စိတ်ထဲမှာ practice အများရန်လုပ်နေပေါ့နော်တခြားကိုမှတကယ်လို့ဟို partner ရှိရယ် practice partner ရှိရယ် speaking partner ရှိရယ်ဆိုလို့ရှင်တော့ပိုကောင်းပါတယ်တကယ်လို့မရှိဘူးဆိုရင်တော့ကိုအများရန် practice လုပ်ကြည့်ပါမေးခွန်းမေးကြည့်ပါဘယ်လိုမျိုးမေးကြည့်ရမလဲဆိုလို့ရှင် which one ရယ် how many ရယ်နဲ့ကျမတို့အများရန်မေးကြည့်ပါရှင့်ဘာဖြစ်လို့လဲဆိုတော့ကျမတို့က article ပဲအခါမှာကျမတို့ထည့်ရလဲ noun တစ်ခုရဲ့အရှိမအများရန်ထည့်ရတယ်ဘလို့ noun အမျိုးအစားလဲရေတွက်လို့ရတဲ့ noun အမျိုးအစားရဲ့အရှိမမှာကျမတို့ကဘလို့အဲ့ရေတွက်လို့ရတာမှာအနည်းလားအများလားအနည်းရဲ့အရှိမကျမတို့ကများသွားဖြစ် article ထည့်လို့ရှိရလေเนาะအဲ့တော့ which one နဲ့မေးကြည့်ပါကျမတို့ which one နဲ့မေးလို့ရေတွက်လို့ရတယ် countable noun ဆိုလို့ရှင်ကျမတို့ the သုံးပြီးတော့အမြဲတမ်းလေ့ကျင့်ကြည့်ပါဥပမာဆိုလို့ရှင်ကိုကစာအုပ်တော့ကိုလိုချင်တယ်ဆိုလို့ရှင်စာအုပ်တော့ကိုတောင်းတယ်ဆိုကျမတို့ဘယ်လိုပြောမလဲ give me a book လား give me the book လားเนาะအဲ့လိုမျိုးပေါ့အဲ့တော့ give me the book ဒီစာအုပ်ကိုပေးပါဆိုလို့ရှင် which one ဆိုပြီးကိုထပ်ပြန်မေးကြည့်ပါဘယ်လိုစာအုပ်မျိုးလဲဆိုလို့ရှင်ကျမတို့တိတိကျကျထပ်ပြီးရင်ညွှန်းရတော့မယ်လေเนาะအဲ့လိုဆိုလို့ရှင် the one on the table ဟိုစပွဲပေါ်ကစာအုပ်ကလေးကျမတို့အဲ့လိုမျိုးပြောတာပေါ့နော်အဲ့တော့ဒီနေရာမှာက the one ဒီကျမတို့အရှိရ book ကိုပြန်ပြီးတော့ညွှန်းပါတယ်เนาะအဲ့တော့ the book on the table လို့သုံးလဲရပါမယ်လို့ကျမတို့ဒီနေရာမှာတော့ the one on the table လို့ပြန်ပြီးတော့ပြောင်းပြီးသုံးတာဒါပိုလှတာပေါ့နော်ကိုရဲ့ဒီအင်္ဂလိပ်စာအသုံးအနှုန်းပို့ပြီးတော့ကြွယ်ဝမှုကျွမ်းကျင်မှုကိုလည်းပို့ပြီးပြနိုင်တဲ့အနေအထားမျိုးပေါ့နော်နောက်တစ်ခုက how many နဲ့မေးကြည့်ပါရှင့် how many နဲ့မေးကြည့်တော့ဆိုရင်ဘယ်နှခုလဲရေးတွက်လို့ရလားမရလား1ဆိုလို့ရှင်တော့ကျမတို့ A နဲ့ N နဲ့သုံးမယ်တကယ်လို့ရေးတွက်လို့မရတစ်ခုထပ်ပို့ပြီး2တို့3တို့ဆိုလို့ရှင်တော့ဒီနေရာမှာကျမတို့ဒီ article မသုံးတော့ပါဘူးเนาะဘာဖြစ်လို့လဲဆိုတော့ plural ဖြစ်သွားပြီအများနောက်ဖြစ်သွားပြီဆိုကျမတို့ article မထည့်တော့ပါဘူးအဲ့တော့1ဆိုရင်ကျမတို့ A သို့မဟုတ် N ထည့်ကြည့်မယ်အဲ့တော့တကယ်လို့ vowel then ထွက်တဲ့ noun တွေဖြစ်ခဲ့မယ်ဆိုရင်တော့ကျမတို့အဲ့အရှိမ N ထည့်ပြီးတော့ပြောကြည့်ပါမယ်เนาะအဲ့လိုမျိုးတွေလေ့ကျင့်ကြည့်ပါရှင့်နောက်တစ်ခုကကြတော့ okay ဟုတ်တယ်လေတော့လေ့ကျင့်ပြီးပြီ practice တွေလည်း theory တွေလည်းသိပြီဒါပေမဲ့လို့မမေ့အောင်ကျမတို့ဘယ်လိုလုပ်မလဲကျမလုပ်တဲ့နည်းလမ်းလေး၅ခုကိုကျမတစ်ချက်ပြပြမယ်ရှင့်ကျမအများအားနေ့စဉ် practice လုပ်တယ်အချိန်မှာကျမပြောခဲ့သူတွေနေ့စဉ် practice လုပ်တယ်ကိုပတ်ဝန်းကျင်အရာတွေကိုအများအားကြည့်ပြီးကျမတို့ English လိုပြောကြည့်ရဥပမာ I see the car this car is red I need a cup the cup is on the table အဲ့လိုမျိုးပေါ့နော်ခုနအရှိရလိုမျိုး to sentence practice နဲ့လုပ်ကြည့်ပါနောက်တစ်ခုကကြတော့စာဖတ်ရင်သတိထားပါရှင့်စာဖတ်ပါနော်ကျမအဲ့ဒါလေးကိုလေးလေးနက်နက်အကြံပြုပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့အင်္ဂလိပ်စာလေ့လာရဲဆိုလို့ရှိရင်ကျမတို့grammar rules တွေကိုလေ့လာပြီးတော့ခေါင်းထဲမှာမှတ်မိနေုံနဲ့မရပါဘူးကျမတို့ speaking ကောင်းဖို့အတွက်ဆိုလို့ရှိရင် listening လုပ်ရပါမယ်ရှင်ကျမတို့ writing ကောင်းဖို့အတွက်ဆိုရှင် reading ကိုလုပ်ရပါမယ်ပေါ့နော်ကျမတို့မဖတ်ဖဲနဲ့ကျမတို့မရေးနိုင်ပါဘူးရှင်ဘာဖြစ်လို့လဲဆိုတော့ကျမတို့ကဖတ်ထားမှသူများဘယ်လိုရေးထားတဲ့ဆိုတာမျိုးတွေကိုပြန်ကြည့်ပြီးတော့အဲ့ဒါလေးတွေကိုကျမတို့ကနားလည်အောင်လုပ်ပြီးအဲ့ဒီအပေါ်မှာပြန်ပြီးတော့တချို့ပိုင်းလေးတွေမှာ reference ယူတာမျိုးလေးတွေအဲ့လိုပုံစံမျိုးလေးတွေနဲ့နမူနာလိုက်ရေးကြည့်တာမျိုးလေးတွေအဲ့လိုမျိုးခွဲခြမ်းစိတ်ဖြာကြည့်တာမျိုးလေးတွေလုံးဝကျမတို့ကရေးနိုင်မှာပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့စာဖတ်ကြပါ
စာဖတ်တဲ့အခါမှာဘယ်လိုသတိထားပြီးဖတ်မလဲကျမတို့ကဗျာတို့เนาะပုံမြင်တို့သတင်းစာတို့ဖတ်လို့ရှိရင် article လေးတွေကို highlight လုပ်ပြီးတော့ရှာကြည့်ပါကိုယ့်ဟာကိုယ်ရှာကြည့်ပါပြီးလို့ရှိရင် highlight လုပ်ကြည့်ပါရှင့်ဘယ်စာကြောင်းတွေမှာတွေ့ပဲ article လေးတွေတုံးတယ်ပြီးလို့ရှိရင်နောက်တစ်ချက်ကအဲ့လို highlight လုပ်ပြီးပြီဆိုလို့ရှိရင်ဒီနေရာဘာကြောင့်မလို့ဒီနေရာမှာ A သုံးသွားသလား N သုံးသွားသလား they သုံးသွားသလားဆိုတာလေးတွေကိုအများအားတွေးကြည့်ပါဆက်ပြီးတော့ပေါ့နော်သူ့အနောက်က noun နဲ့ဒီစာကြောင်းရဲ့အနေအထားနဲ့ context နဲ့ပတ်သက်ပြီးတော့ဘာကြောင့်မလို့သုံးတာဘာလားဆိုတဲ့ဟာကိုကိုယ့်ဟာကိုယ်အဖြေရှာရင်းနဲ့အဲ့လိုပုံစံနဲ့လေ့လာကြည့်ပါရှင့်နောက်တစ်ချက်ကကျမတို့ဒီ error correction journal ပေါ့နော်အဲ့ဒီဟာကတော့ကိုယ့်ရဲ့အမှားတွေကိုခြာရေးတာအမှားတွေအမှန်တွေကိုခြာရေးထားတဲ့စနစ်မျိုးသုံးကြည့်ပါလုပ်ကြည့်ပါကိုမှားတဲ့အမှားတွေကိုတစ်ချက်မှတ်စုထဲမှာခြာရေးကြည့်ပါရှင့်အဲ့တော့ကိုကဘယ်လိုဥပမာဆိုလို့ရှိရင် A ထည့်ရမယ့်နေရာမှာကျမတို့က N ထည့်မိတာမျိုး N ထည့်ရတဲ့နေရာမှာ A ထည့်မိတာမျိုးပေါ့နော်။ ထည့်ရမယ့်နေရာမှာမထည့်မိတာမျိုးတွေအဲ့လိုဟာမျိုးတွေကိုကိုမှားတဲ့အမှားကိုတစ်ချက်ခြာရေးမယ်ပြီးလို့ရှိရင်တကယ်အဖြေမှန်ပါလဲဆိုတာမျိုးလေးရေးမယ်ပြီးရင်ကျမတို့ဘယ်လိုကြောင့်မလို့ဒီနေရာမှာတော့ဘာလို့ A ထည့်ရတယ်ဘာလို့ ထည့်ရတယ်ဥပမာဆိုလို့ရှိရင်ကျမတို့ဒီဟာဒီvowel sound ထွက်တယ်ဒါပေမဲ့လို့အစကတော့ A I U နဲ့မစဘူး vowel sound ထွက်လို့ကျမတို့ဒီ N ထည့်ရတဲ့ဟာမျိုးပေါ့နော်အဲ့လိုစီးမြင်လေးတွေကိုကိုနားလဲသလိုကိုယ့်ရဲ့အမှတ်အသားနဲ့ခြာရေးပါအဲ့ဒီစာအုပ်ကလေးတစ်ခုခုထဲမှာဖြစ်ဖြစ်ကိုယ့်ရဲ့ notes လေးတစ်ခုထဲမှာအမြဲတမ်းခြာရေးထားကြည့်ပါအဲ့တော့အဲ့ဒါဆိုလို့ရှိရင်အဆင်ပြေလာပါလိမ့်မယ်ရှင်။အမေကျမတို့တစ်ခုတည်းကိုတစ်ခါတည်းတော့လုပ်လို့မရဘူးပေါ့နော်။အမြဲတမ်းကျမတို့ consistency ရှိနဲ့ပုံမှန်လေးမှန်လေးလုပ်နေမယ်ဆိုလို့ရှင်ဒါကလေကျမတို့အလွတ်ကျက်စရာမလိုပဲနဲ့ကိုအလိုခေါင်းထဲမှာမှတ်မိလာပါလိမ့်မယ်ရှင်။နောက်တစ်ခုက speaking practice လုပ်ပါအဲ့ဒါအဓိကအနောက်ထပ်အရေးကြီးဆုံးတစ်ချက်ပါအင်္ဂလိပ်စာတိုးတက်ဖို့ပေါ့နော်ပို့ပြီးတော့အင်္ဂလိပ်စာလေ့လာရတဲ့အခါမျိုးတွေမှာဒီ speaking practice ကိုလည်းဘယ်တော့မှမမေ့ထားပါနဲ့ partner နဲ့ role play လုပ်ပါရှင့်အဓိကကိုမှ speaking partner ရှိရကိုမှတငယ်ချင်းရှိရဆိုလို့ရှင် partner နဲ့ speaking practice လုပ်ကြည့်ပါအများရန်လေ first and second option နဲ့ပဲအများရန်လုပ်ကြည့်ပါ first and second method ကအရင်အလုပ်ဖြစ်တယ်ရှင့်အဲ့တော့အခုနအရှိမပြောခဲ့သလိုမျိုးပဲဒီပထမတစ်ချောင်းမှာ article an ကိုထည့်ကြည့်ပြီးတော့ which နဲ့မေးကြည့်ဒုတိယတစ်ခုမှာ article နောက်ထပ်ဒီ there ကိုသုံးကြည့်နောက်တစ်ခုကကြတော့ဘယ်လိုဟာမျိုးလဲဆိုပြီးတော့ပို့ပြီးတော့ specific ကိုထပ်ပြီးတော့ကိုပြောကြည့်ပေါ့နော်ထပ်ပြီးတော့ check တွင်ပြီးပြောကြည့်ပါတကယ်လို့ကိုမှ speaking partners မရှိဘူးဆိုလို့ရှိရင်လည်းအဲ့ဒီဟာကိုဖုန်းနဲ့ recording လုပ်ပြီးတော့ပြောတာပဲဖြစ်ဖြစ်ပြီးလို့ရှိရင်ကိုယ့်အတန်ကိုပြန်နားထောင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုအမြဲတမ်းပြောနေတာမျိုးပဲဖြစ်ဖြစ်စိတ်ထဲကပြောနေတာပဲဖြစ်ဖြစ်ထုတ်ပြီးတော့ကိုယ့်တယောက်တည်းပြောနေတာမျိုးပဲဖြစ်ဖြစ်ပြောကြည့်ပါနောက်ဆုံးတစ်ခုကကျမတို့ grammar game တွေ exercise တွေတစ်ချက်လုပ်ကြည့်ပါဒီလိုမျိုးလေး article လေးတွေကျမတို့ငယ်ငယ်တော့အလယ်တန်းတို့အထက်တန်းတော့ကျမတို့လုပ်ခဲ့တဲ့ဟာလေးတွေနော် fill in the blanks တို့ပြီးတော့ကျတော့ choose the correct words လို့ဟာမျိုးလေးတွေကိုယ့်ဟာကိုယ်တစ်ချက်လုပ်ကြည့်ပါဒီမှာဥပမာဆိုလို့ရှင်ဒီလိုဟာမျိုးပေါ့နော်ဒီမှာ I saw blank elephant at blank zoo ပြီးတော့မှနောက်ထပ် blank elephant was huge ဘာလို့ဒီအောက်မှာဆိုလို့ရှင်ကျမတို့ပါမယ် A ရဲ့ they ဘယ်နေရာမှာဘယ်လိုမျိုးဟာကိုထည့်မလဲဆိုတာမျိုးလေးတွေပေါ့နော်အဲ့ဒါလေးတွေကိုလည်းခဏခဏအမြဲတမ်းတစ်ချက်ကိုလုပ်ကြည့်ပါ Skill Stream မြန်မာ Facebook page လေးမှာလည်း article နဲ့ဒီသက်ဆိုင်တဲ့ exercise လေးတွေကိုအခု30ကနေ50ကိုကျွန်မတစ်ချက်လုပ်ပေးထားတာရှိပါတယ်အဲ့ဒီမှာလည်းတစ်ချက် Facebook page မှာလည်းတစ်ချက်သွားကြည့်ပြီးတော့ကျမတို့ exercise လေးတွေတစ်ချက်လုပ်လို့လည်းရပါတယ်ရှင်ဒီအပေါ်က link လေးမှာဒီ article အကြောင်းသိစိတ်အသေးစိတ်ပြောပြထားတယ်ရှင်းပြထားတဲ့ video လေးမှာတစ်ချက်ကြည့်လို့ရပါတယ်ရှင် video လေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ဒီ video လေးကအကျိုးရှိရဆိုလို့ရှိရင်လည်း like and share လေးလုပ်ပေးသွားပါအောင်ရှင် Skill Stream မြန်မာကနေဒီအင်္ဂလိပ်စာနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေအင်္ဂလိပ်စာ grammar လေးတွေပြီးတော့ digital workplace and tools လေးတွေဒီ digital productivity tools လေးတွေနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေ global remote work လေးတွေဘယ်လိုရှာမလဲဘယ်လိုရှောက်မလဲဆိုတဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုလည်းအကျိုးရှိစေမယ့်အကြောင်းအရာလေးတွေကိုလည်းအများအားတင်ဆက်ပေးနေတာမို့လို့ channel လေးကို subscribe လုပ်ရသေးဘူးဆိုလို့ရှိရင်လည်း subscribe လုပ်သားပေးကြပါဦးနော်ကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက် video လေးမှာပြန်လည်တွေ့ကြမယ်နော်